မင်္ဂလာပါရှင်ပရမများမြင်ချမ်းမြေမှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုကတော့မော်ဘီမျိုးပွဲကြီးကြီးကမှရှိရဲ့ဈေးနှုန်းတင်တော်ပြီးနိုင်ငံသုံးကပါတဲ့အာစီတရက်တိုင်လေးကိုအယောင်ချပေးမှာပဲဖြစ်ပါရရှင်ဒါကတော့ထောက်ကျက်ဈေးတစ်ပဲဖြစ်ပါရရှင်ဒါကတော့မြနန္ဒာပန်းချံပဲဖြစ်ပါရရှင်ရန်ကုန်မြို့မှာကြိုဆိုပါရေးဆိုင်းပုတ်ကိုတွေ့ရှိပါကဘယ်ဘက်ကို꿰လာရပါမယ်ရှင်ယခုမြင်တွေ့နေရတာကတော့မော်ဘီမျိုးဆောင်လမ်းပဲဖြစ်ပါရရှင်မြို့ဆောင်လမ်းအတိုင်းတဲတဲ့ဝင်လာလျင်ဒီနေရာလေးကိုတွေ့ပါကညာဘက်ချိုးဝင်လာရပါမယ်ဒီလမ်းတိုင်းဝင်လာလျင်အရင်ဆုံးတရုတ်စာတင်ကျောင်းကိုတွေ့ရမှာပဲဖြစ်ပါရဲ့ရှင်ဒါကတော့မိုင်းဖုံးဆရာတော်ကျောင်းတိုက်ကြီးပဲဖြစ်ပါရဲ့ရှင်ကျေးဇူးရှင်မိသားစုခြံကြီးကိုတွေ့ပါကညာဘက်လမ်းကျိုးလေးတိုင်းဝင်လာမှာပဲဖြစ်ပါရဲ့ရှင်ယခုမြင်တွေ့နေရတဲ့အိမ်လေးပဲဖြစ်ပါတယ်အိမ်လေးရဲ့ပေကျဲကအရှိမျက်နှာက24ပေအနောက်ကို38ပေအကျယ်ရှိပါရဲ့ရှင်အိမ်လေးကရေမီးပြေဆုံးပါရှိပြီးဈေးနှုန်းကလည်း3900အလျှော့တင်ပပရှိသေးပါရဲ့ရှင်ဒီအိမ်လေးကိုစိတ်ဝင်စားရဆိုရင်တော့ဗရမ်များမြင်ချမ်းမြေကိုအမြန်ဆုံးဆက်သွယ်လိုက်တော့နော်ကျေးဇူးတင်ပါတယ်ရှင်